ကဲ့ကိုမင်္ဂလာပါ မင်္ဂလာပါ ဟုတ်မင်္ဂလာပါနည်းလောက်မေးလို့ရမှာရှင် ဟုတ်ကဲ့ ရပါတယ် ဟုတ်ဒီနေ့အကိုတို့ရဲ့အသင်းနာမည်လေးကိုမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ကျွန်တော်တို့အသင်းကတော့ Fellowship FC ဖြစ်ပါတယ်ဗျ ဒီနေ့ပြိုင်ပွဲရှင်ပြိုင်ကစားကြတဲ့ခါမှာဒီပြိုင်ပွဲမတိုင်ဘူးပေါ့နော်အကိုတို့အနေနဲ့နောက်ပွဲမှာဘယ်လောက်ချိန်စူးစမ်းအားချုပ်ပြီးတော့မှပြင်ဆင်ခဲ့ရလဲဆိုတော့ကိုအနေငယ်ပြပြပေးပါဦး ဟုတ်ကဲ့ကျွန်တော်တို့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်တို့ကအများကြီးပြင်ဆင်ထားပါတယ်အများကြီးလည်းမျှော်လင့်ထားပါတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီပြိုင်ပွဲမတိုင်ခင်တစ်လအလိုတည်းနေကျွန်တော်တို့ဒီ training တွေလုပ်ပြီးတော့အများကြီးပြင်ဆင်ထားပါတယ်ပေါ့ ဟုတ်ကဲ့အခုလည်းပြောပြပါဦးနော် ကျွန်တော်တို့အဓိကတော့ဒီပြိုင်ပွဲမတိုင်ခင်ကတည်းကကျွန်တော်တင်ကစီးလုံးမှုကောင်းတယ်နီးပြအဖွဲ့ရောကျွန်တော်တို့အုပ်ချုပ်သူရော player တွေရောတောက်လျှောက်စိတ်သက်ပိုင်းရောဒီ physical training ပိုင်းရောတောက်လျှောက်ဆင်းနေပါတယ်ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားပါတယ် ဟုတ်ကဲ့ပါထပ်ပြီးတော့ဒီနေ့ပြိုင်ပွဲတခြားလုံးမှာပေါ့နော်ဒီပွဲစဉ်မှာအကိုတို့အနေနဲ့ဒီနေ့ကစားသွားတဲ့ခါမှာစိတ်ကျဉ်တဲ့မှုအားရမှုကိုရှိရလားကိုအသင်းအနေနဲ့ရောအကိုတို့အသင်းအနေနဲ့ရောစိတ်ကျဉ်တဲ့မှုရှိရလားဆိုတော့ပြောပြပေးပါဦး ဟုတ်ကဲ့ကျွန်တော်တို့ဒီအသင်းအနေနဲ့ပြောမယ်ဆိုရင်တော့အားရကျင်းနေမှုရှိပါတယ်เนาะကျွန်တော်ကိုလည်းကျွန်တော်တို့ညှော်ဝမ်းထားသလိုအဆင်ပြေခဲ့တယ်ရခဲ့တယ်အဲ့အတွက်ကျင်းတဲ့အားရမှုရှိခဲ့ပါတယ်ပေါ့ ကျွန်တော်အနေနဲ့ကတော့ကျင်းတဲ့အားမှုတိတ်မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ပထမပွဲလေးဖြစ်တယ်ပြီးတော့ Queen ကလည်းမနေ့ကမိုးတော်ရွာတော့ချော်နေတာလေးလည်းပါတယ်ပြီးတော့ပထမပွဲဥထွက်ဖြစ်တဲ့အတွက်ကြောင့်ပြောမယ်ဆိုရင်100မှာ90လောက်ပဲကျွန်တော်တို့ကန်နိုင်ခဲ့တယ်ပေါ့ဒါပေမဲ့အကောင်းဆုံးတော့ရှိနိုင်ခဲ့ပါတယ် ဟုတ်ကဲ့ပါထပ်ပြီးတော့ကိုယ့်ရဲ့တစ်ဖက်ပြိုင်ပွဲအသင်းကိုလည်းဘယ်လိုမျိုးသုံးသပ်မိလဲဆိုတာပြောပြပေးပါဦးအကိုတို့ရဲ့ပြိုင်ပွဲအသင်းကိုနော် ပြိုင်ပွဲအသင်းအနေနဲ့လည်းတို့လည်းအကောင်းဆုံးရှင်ပြိုင်ကစားသွားပါတယ်ပေါ့နော်တို့အနေနဲ့လည်းကျွန်တော်တို့လည်းအကောင်းဆုံးရှင်ပြိုင်သွားတယ်တို့လည်းအကောင်းဆုံးရှင်ပြိုင်သွားပါတယ်ပေါ့ဟုတ်ကဲ့ ကျွန်တော်အနေနဲ့လည်းတကယ်ကောင်းတဲ့ပြိုင်ပွဲအသင်းမှာဘယ်လိုပြောမလဲစီးတဲ့ပေါင်လေးရပဲကောင်းကန်သွားတယ်ကောင်းပါတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့နောက်ထပ်လာမယ့်ပြိုင်ပွဲမှာရောပွဲစဉ်တစ်လျှောက်လုံးမှာအကိုတို့အသင်းအနေနဲ့ရောအသေးရောက်ချင်းစီအနေနဲ့ရောဘယ်လိုမျိုးစိတ်သက်ခွန်အားတွေပြင်ဆင်ထားမျိုးရှိလဲဘယ်လောက်ထိအသင်းလိုက်စူးစမ်းအားထုတ်သွားမှုရှိလဲဆိုတော့ကိုပြပြပေးပါဦး ဟုတ်ကဲ့ကျွန်တော်တို့ကတူးချင်းအနေနဲ့တော့အဓိကမသွားဘူးเนาะကျွန်တော်တို့အတင်းလိုက်သွားတယ်အတင်းလိုက်စီးလေးလုံးနဲ့စူးစီးနေပါเนาะအကောင်းဆုံးပြင်ဆင်သွားမယ်အကောင်းဆုံးရှင်ပြိုင်သွားမယ်ပေါ့เนาะဟုတ်ကဲ့ပါ ကျွန်တော်ဒီပွဲအတွက်100ခိုင်နှုန်းအကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်လာမယ့်ပွဲတွေရောဘာလို့လဲဆိုတော့အဓိကကကျွန်တော်တို့ဒီအုပ်ချုပ်သူကျွန်တော်ရဲ့အုပ်ချုပ်သူက100ခိုင်နှုန်းလိုအပ်တဲ့စိတ်သက်ပိုင်းဆိုင်ရာရောလိုအပ်တဲ့ facility အကုန်လုံး support ပေးတယ်ပြီးရင်နီးပြကလည်းကျွန်တော်တို့တကယ်အရေးကြီးပြတဲ့နီးပြကျွန်တော်ရှိထားတယ်ကျွန်တော် player တွေပါပေါင်းဆက်လိုက်ရင်တော့ကျွန်တော်အကောင်းဆုံးဖြစ်မယ်ဆိုတာယုံကြည်ပါတယ် မိုက်တယ်နော်အကိုတို့အသင်းအနေနဲ့ကမိနစ်ကတော့ကလည်းချန်ပီယံဆုကိုရရှိခဲ့တာဖြစ်တယ်ဆက်ပြီးတော့ဒီရဲ့ချန်ပီယံဆုကိုဒီနှစ်မှာပေါ့ဆုခုကိုရန်အတွက်မျိုးနဲ့ထားတာမျိုးရှိလား ဟုတ်ကဲ့ဗျကျွန်တော်တို့ကချန်ပီယံဆုကိုဆုခူးသွားမှာပါကျွန်တော်ရဲ့ရထားတဲ့ချန်ပီယံကိုလည်းကျွန်တော်ကာကွယ်တော့မှာဖြစ်ပါတယ် ဟုတ်ပါ တော့100ခိုင်နှုန်းပါ ဟုတ်တော့ဒီနေ့ဖြေချပေးလို့တဲ့နောက်ကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါ ကျေးဇူးပါ